မင်္ဂလာပါဒီ Harry Potter နဲ့ Puma နဲ့ collaborate လုပ်ပြီးတော့အခုဆိုရင်ကျွန်တော်တို့တွေဖက်နက်တွေအသစ်ထုတ်ထားပါတယ်ကျွန်တော်ဒီနေ့အဲ့ထက်က unboxing လုပ်ပြတော့မြန်ဖက်နက်လေးကတော့ဒီဖက်နက်လေးပါပဲ Expecto Patronum ဟုတ်ပါဒီ bro တို့တွေးမိတယ်လို့မျိုးကျွန်တော်လည်းဒီဖက်နက်ဘူးကိုမြင်မြင်ချင်းတွေးမိပါပါတော်တော်မိုက်တဲ့ဘူးပေါ့နော်ကျွန်တော်တို့ပုံမှန်မြင်နေတွေ့နေကြဒီ sneaker box တွေလိုမျိုးမဟုတ်ဘဲနဲ့သူကမသိရင်ရတနာဘူးလိုပုံစံမျိုးလေးဖြစ်နေတာပေါ့နော်ကျွန်တော်ရဲ့အမြင်မှာတော့ဘူးပေါ်မှာဒီဇိုင်းအနေနဲ့ကျွန်တော်ဒီအလဲမှာ Puma logo တွေ့ရမယ်ဒီ Harry Potter ထဲက themes logo တွေနဲ့တူတူရဲ့ဒီ animals character တွေကိုကျွန်တော်တို့ဒီဇိုင်းထဲမှာထည့်ထားတွေ့ရတာပေါ့နော် packaging အနေနဲ့တော့ပြောစရာလုံးဝမရှိဘူးလုံးဝကိုကျွန်တော် unboxing လုပ်ခဲ့တဲ့မြတ်ဒီ sneaker box တွေထဲမှာ unique အဖြစ်ဆုံးတစ်ခုတော့ကျွန်တော်ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ unboxing လုပ်ရတာပေါ့နော်ကျွန်တော်ဒီပုံမှာတော့ဒီ wrapping paper မှာဒီ Puma logo နဲ့ Harry Potter ရဲ့ logo လေး font လေးကိုကျွန်တော်တွေ့ရတာပေါ့နော်အောက်မှာတော့တခြားနောက်ထပ် wrapping paper နောက်တစ်ထပ်ပေါ့နော်ဟုတ်ပါတယ်ဒီဖက်နက်လေးပါeasy rider ဖက်နက်လေးပါအကယ်၍ကိုကဖက်နက်ကိုကြိုက်တယ်ကိုအမျိုးသမီးကဘယ်လိုပြောမလဲဆိုဖက်နက်တွေအစ်စ်ဝယ်လို့ဆိုရင်နည်းနည်းပြောမယ်အထင်နဲ့ဆိုရင်ဒီဖက်နက်လေးဒါဝယ်လိုက်ပါအထက်ကဖက်နက်ကိုတော့ကိုကတော့ယူလိုက်ပေါ့နော်ပြီးရင်တော့ဘူးလေးကိုအမျိုးသမီးဖို့ဒီယတနာထဲတဲ့ဘူးလေးကိုပြောပြီးပေးရင်တော့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဘူးပုံစံကယတနာဘူးလေးလိုမျိုးဖြစ်နေတာပါ။လုံးဝ quality ဆန်တဲ့ဘူးတကယ်မိုက်တာ။အဲ့တော့ကျွန်တော်တို့ဖက်နက်လေးကိုကြည့်ရတာပေါ့နော်။ဒါကတော့နောက်တစ်ဖက်ပေါ့နော်။ဒါတစ်ဖက်မှာတော့ကျွန်တော်တို့ဒီပုံမှန်အတိုင်းပဲတွေ့ရမြင်ရမှာပါ။နောက်တစ်ဖက်မှာတော့ကျွန်တော်ဒီ golden snitch လေးပါကျွန်တော်ထည့်ထားတွေ့ရပါတယ်။ Harry Potter fans မဟုတ်ရင်တော့ Harry Potter ကကြားဘူးတဲ့လူတိုင်းတော့မှဒီ golden stitch လေးကိုသိပါတယ်။ဒီ snitch လေးကတော်တော်ကိုweight လေးလေးပါတယ်ကျွန်တော်တို့ဒီ key chain အနေနဲ့သုံးရင်တော့တော်တော်မိုက်ပါပါတကယ် premium ဆန်တာဖက်နက်ဖက်ကိုရှင်ပြီးကန်ကန်လိုက်ချင်းမှာကျွန်တော်တို့ပထမဆုံးသတိထားမှာကျွန်တော်ဖက်နက်ကကာလာတွေမတူပါဘူးကာလာမတူဘူးဆိုတာသူ့ရဲ့ဒီအောက်ဆိုးအယောင်တွေမတူဘူးအောက်ဆိုးအယောင်က၄ယောင်ပါဘာလို့၄ယောင်ဖြစ်နေလဲဆိုတော့ဒါ theme စီကိုအလိုက်တူတူခွဲထားတာပေါ့နော်ဒီမှာဆို Slytherin ရဲ့ colorway ဖြစ်တဲ့ဒီအပြာရောင်လေးသုံးထားတယ်ပြီးသွားရင်ဒီမှာ snake ပုံစံလေးကိုကျွန်တော်တို့ထည့်ထားပါပေါ့နော်ဒီဘက်မှာကျတော့ဒီ Ravenclaw ရဲ့ colorway လေးကိုထည့်ထားတယ်ပြီးရင်ဒီမှာအဲ Raven ငှက်လေးကိုကျွန်တော်ထည့်ထားတွေ့ရပါတယ်နောက်တစ်ဖက်မှာကျတော့ဒီ Gryffindor ရဲ့ colorway သုံးထားတယ်အဲ့တော့ဒီမှာ Gryffindor ရဲ့ဒီချင်းလေးပုံလေးကျွန်တော်ထည့်ထားတယ်ဒီဘက်မှာကျတော့ဒီ Hufflepuff ပေါ့နော် Hufflepuff ရဲ့ colorway အဝါရောင်သုံးထားတယ်Hufflepuff ကဘာကောင်လို့ခေါ်လဲကျွန်တော်အဲ့ဒီကောင်ကိုဘယ်လိုခေါ်ရမလဲအောင်မိပါအဲ့ဒါထားပါဒါလေးက Puma ရဲ့ easy rider ဖက်နက်လေးပေါ့နော်ပြီးရင်ကျွန်တော်ဒီဖက်နက်အောက်ဆုံးမှာကျွန်တော်ဒီ waffle sole လိုမျိုးကိုတုံးထားတာကျွန်တော်တို့တွေ့ရတယ်တော်တော် unique ဖြစ်ပါတယ်ကျွန်တော်ဖက်နက်ရဲ့အနောက်ဖက်နှစ်ဖက်လုံးမှာတော့ဒီ Harry Potter ရဲ့ logo အနေနဲ့ကျွန်တော်ဒီ H ဆိုတဲ့စာလေးကိုထည့်ထားတွေ့ရတယ်ဖက်နက်ရဲ့တန်းမှာကျတော့ဟုတ်ပါတယ်ဒီ Harry Potter logo လေးပါ H logo လေးပေါ့နော်Puma Harry Potter logo ပေါ့နော်ကျွန်တော်တို့ဖက်နက်ရဲ့ဒီအတွင်း insole မှာကျတော့ဒီ Harry Potter logo နဲ့ဒီ Puma logo လေးကိုတွဲထားတာကျွန်တော်တွေ့မြင်ရမှာပါဒီဖက်နက်အောက်မှာတော့ကျွန်တော်တို့ Puma logo လေးလည်းတွေ့ရတာပေါ့နော်ဒီ Harry Potter နဲ့ဒီ Puma နဲ့ collaboration မှာဒီ easy rider ပဲထုတ်ခဲ့တာမဟုတ်ပါဘူးသူတို့ကဒီ Palamo ဖက်နက်လေးတွေလည်းထုတ်ခဲ့ပါတယ်Palamo လေးတွေကကြောင့်ဒီ Slytherin နဲ့ဒီ Gryffindor colorway ပေါ့နော်ဒီ easy rider မှာပဲဒီ theme လေးခုလုံးရဲ့ colorway လေးကိုတွဲဖက်ပြီးတုံးထားတာပါ theme လေးခုလုံးရဲ့ colorway ကိုတွဲပြီးတုံးထားတယ်ဆိုပေမဲ့ဘယ်လိုပြောမလဲဆိုရင်ကာလာကြောင်တောင်ကြားလာဖြစ်နေပါတော့တော်တော် unique ဖြစ်တာပါကျွန်တော်တို့ဒီ days ဘယ်လောက်ကြာလဲဆိုဥပမာဒီ Slytherin ရဲ့ဒီအစိမ်းအောင်တုံးထားတာဒီနေရာပဲမဟုတ်ဘူးဒီဘက်အချမ်းထိတ်လေးမှာပါစာသူတို့အစိမ်းအောင်တုံးထားရတယ်တစ်ဖက်ကအပြာရောင်ဆိုရင်ဒီအပြာရောင်ကြောက်ရိုးလေးနဲ့ဒီအပြာရောင်ကွင်းလေးတွေပါထည့်ထားလို့ရတယ်အဘွာတို့အနီတို့လည်းတူတူပဲပေါ့နော် original တူတူတတ်ထားတဲ့ကျိုးကတော့ဒီအမဲရောင်လေးပါကျိုးပုံအနေနဲ့တူတူကဒီအညူရောင်လေးပါထည့်ထားပါတယ်ဒီအညူရောင်လေးကတော့ဒီ Puma ရဲ့logo လေးနဲ့ဒီအတွင်းသား colorway လေးဖြစ်နေမှာပေါ့နော်အဲ့တော့ဟုတ်ပြီဒီဖက်နက်လေးကိုလည်းကြိုက်တယ်ဘူးကိုလည်းကြိုက်တယ်ကျွန်တော်နောက်ထပ်ကျွန်တော်အားလုံးအဆင်ပြေနေကြိုက်ဖို့တစ်ခုပဲလို့တော့ဒါကတော့ဈေးပါဒီဖက်နက်လေးရဲ့ဈေးကဘယ်လောက်ဖြစ်မလဲဆိုကျွန်တော်တို့ဒီမြန်မာပြည်အရောက်ကိုဆိုရင်6သိန်း8,000လောက်ကျပါမယ်ကျွန်တော်တို့ tax တွေ shipping တွေအပါအဝင်ပေါ့နော်ကျွန်တော်ဒီမှာ margin မှာလို့ရပါသေးတယ် size တချို့ပဲကျန်ပါတော့တယ်